စိတ်တရားလေးကိုလည်းငါဝေလာခဲ့ပြီးဆိုတော့ငါမျိုးစကားလေးတော့ပြောလိုက်အောင်မယ်ငါမြန်ငါမှားထားဆိုတော့တခုခုတော့ပြောလိုက်အောင်မယ်ငါပြောမေဒီမှာကြည့်ဒီမှာငယ်မလေးအတွက်သမီးဝယ်လာဒီတင်လိုက်ခုံမတင်လိုက်လေခုံမမတင်လားလာစီတင်လိုက်လို့မရအောင်ဆိုအောင်မှာထားလိုက်တော့နော်တွားလေတလားမေတွားလေပြအောင်မယ်တွားလေတလားအဲ့လိုမျိုးဒီလိုမျိုးလေးလည်းလုပ်လို့ရရဲ့ဒါဆိုရှင်သူကနေရဒါဆိုရှင်ညောင်းနေတူလားဒါဆိုလို့ရှင်အမကြီးမိမိစစိမ့်နေရပေါ့မေဒါလေးဆိုရှင်သူချီထိုးနေတိလားမေဟဲအဲ့လိုတွေပါလုပ်လို့ရလားငါမသိဘူးကွယ်တိလားဒါဆိုရင်တော့ငယ်မလေးပြောမိနေတူပါရဲ့မေရဲ့တမိပြောလိုက်တာအေးပါဒါဆိုလည်းသွားလိုက်တော့နော်ဟုတ်ကဲ့မေရဆိုတမိသွားပြီနော်ဟဲ့ငယ်မမင်းထွက်ဒီမှာအယုတ်ဝယ်ခဲ့တယ်တော့ဒီမှာမြင်လားတော့ဒီမှာအယုတ်လေးမအရင်မိုက်တာပဲနော်ဒီရုပ်ရရှုပ်ကိုလေးတလားငါနေရတကမှမရအောင်တိလားနေအတွက်ငါဝယ်ပေးရလေအဲ့ဒါဘာဖြစ်တာလဲနေဘာဖြစ်နေလဲလို့စားတာပါမမစင်ဆိုးပါနဲ့နော်တမီးမောက်စားလိုက်တာပါစားပါလေညီမလေးအားကြောင့်ညီမလေးချစ်နေရတာအဲ့ဒါဆိုရုပ်လေးကတအားလာမှာပဲနော်တမီးစိုးလို့ရလားရတာပေါ့တမီးရဲ့တမီးနေစောချင်တယ်ဆိုအဆုံငါအပြင်သွားရမယ်နော်နေမနေခဲ့လိုက်တော့ငါမနေ့ပြန်ရောက်ရှိခီးသွားအောင်မခီးထက်သွားအောင်မလို့နော်ဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်လည်းတမီးရုပ်လေးနဲ့ဆော့လာအောင်မယ်နော်အဲ့ဆိုမမလက်ဖြန်ကြမှာဟိုတော့နိုင်ငံသားထက်သွားအောင်မပေါ့လက်ဖြန်ကြလို့ရှိရင်ဟုတ်တယ်မနေ့ပြန်ကြလို့ရှိရင်ငါနိုင်ငံသားထက်သွားအောင်ပါလေမမအမြဲမတန်ရတာပါလို့နေမထင်နဲ့နေလို့တော့ငါအမြဲလုပ်ပေးနေရတာမမလည်းအိတ်သွားဆိုငါဆော့လာအောင်ပါပဲအယုတ်လေးနဲ့ဟဲအယုတ်ကတော်ချစ်ဖို့ကောင်းတာပဲမကျင်းညောင်းနဲ့အားမိုက်တာပဲရမ်းချစ်ဖို့ကောင်းလိုက်တာငါရမ်းပို့ကြရဲအဲ့ဒါဆိုလို့ရှိရင်ငါမဲနေကြရင်တော့ဒီအယုတ်လေးကိုကြောင်းယူသွားရမယ်